Hello, also hi, Guardian, click Unified YouTube channel ကနေNutresa ကျူဆိုလိုက်ပါတယ်ဒီနေ့လေးမှာတော့နနန်လေးကလူကြီးလူငယ်နဲ့ခင်မြင်ခင်တွေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းခွန်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်မိတဲ့ဖြေတတ်ဖို့လေ့ကျင့်လူကြီးတွေကလူငယ်တွေဟာစကားမပြောတတ်ဘူးမမေးတတ်ဘူးမဖြေတတ်ဘူးလို့အပြည့်တင်တဲ့စကားတွေကိုကြားရပါတယ်မှန်ပါတယ်လူငယ်တွေဟာစကားမပြောတတ်တာမမေးတတ်တာမဖြေတတ်တာဟာဘာကြောင့်လဲလို့ပြန်လည်စမ်းစစ်ကြည့်တဲ့အခါမှာလူကြီးတွေမှာသာတာဝန်ရှိပါတယ်လူကြီးတွေရဲ့အပိုင်းကစကားမပြောတတ်ကောပြောတတ်လာအောင်ကူညီပေးဖို့မမေးတတ်တာကိုမေးတတ်လာအောင်ကူညီပေးဖို့မဖြေတတ်တာကိုဖြေပြတ်လာအောင်ကူညီပေးဖို့တာဝန်ပြေဝရှိတယ်လို့ခံယူထားရမှာဖြစ်တယ်။စင်လာအဖြစ်ကြီးသူရဲ့စကားကိုငယ်သူကနားထောင်ရတာမို့ငယ်သူကကြီးသူကိုမိတဲ့အခါမှာအခါရာတို့တချို့ကထင်မှတ်ထားတတ်တာတွေလည်းရှိတယ်။လူကြီးရင်လူငယ်တွေထက်ပိုတည်တယ်ပိုတတ်တယ်ဆိုတာပုံတင်နည်းတစ်ခုလို့မိယိုးဖလာထုံးစံတစ်ခုလို့ယူဆတတ်ကြတာတွေလည်းရှိတယ်။ပေမေကွန်ကမေးတဲ့နဲ့ဘာကြောင့်မေးတဲ့နဲ့မေးတဲ့အတွက်လူကြီးလူငယ်တွေမှာအကျိုးရှိတယ်။လူကြီးတွေအနေနဲ့မသိသေးရင်လည်းလေ့လာဖို့ဖြည့်ဆည်းဖို့အခွင့်အလမ်းရတယ်။ပေမေကွန်ကတော့မမေးသင့်ဘူး။ဘာကြောင့်မမေးသင့်တာလဲဆိုတော့အကျိုးမရှိဘူး။လူကြီးတွေအတွက်လူငယ်တွေအတွက်ကမ္ဘာလောကအတွက်အချင်းအနီးမေကွန်ဖြစ်တယ်။ဒါကြောင့်ဒီလိုမမေးပဲဒီလိုမေးတင်တယ်လို့လမ်းညွှန်မှုပေးရပါလိမ့်မယ်။မေးတင်တဲ့အချိန်မေးတင်တဲ့နေရာမေးတင်တဲ့စကားတွေကိုမမေးမိရင်မျိုးတိုးတက်မှုကိုလည်းဟန်တာသလိုဖြစ်တတ်ပါတယ်။မေးတယ်ဆိုတာလေအလေးကျင့်ရှိမှမေးတတ်တာပါ။ဒါကြောင့်လေ့ကျင့်မှုပြုရပါမယ်။ဥပမာမြေထဲကိုရေချိုးတဲ့လူငယ်တွေရှိတယ်။တချို့ကရေမကူတတ်ကြဘူး။ဒီခါမှာမြေထဲမှာဘယ်နေရာမှာရေနဲ့တယ်ဘယ်နေရာမှာရေတိမ်နေဆိုတာကိုမေးတင်တယ်အဲ့ဒီလိုမေးလို့ရေတိမ်နေအထင်နဲ့ရေချိုးစင်ရင်ရေနဲ့သေးဆုံးတဲ့လူငယ်တွေရှိတယ်ဒါကအလားတူပြောတာပါမေးတဲ့နေရာရောက်ရင်မမေးပဲဝင်လေးနေတာဟာအလေးအကျင့်မရှိလို့ပဲဖြစ်ပါတယ်လူကြီးတွေကိုယ်တိုင်တော့လူငယ်တွေမေးတာကိုဖြေဖို့အတွက်ဝင်လေးနေတာမျိုးတွေရှိတယ်ဒါဟာငယ်စဉ်ကတည်းကမေးဖို့ဖြေဖို့လေ့ကျင့်ခြင်းမရှိခဲ့လို့ပဲဒါကိုအပေါ်လုပ်တွေပါလို့တချို့လူကြီးတွေကယူဆတတ်ကြတယ်မင်းနေကြမဟုတ်ရင်ပစ္စည်းဝယ်တဲ့နေရာမှာတော့ဒါကိုရှက်တလို့ကြောက်တလို့နဲ့ဝင်လေးတွန်းဆုံနေတတ်ကြတယ်မိတဲ့အချင်းအဖြစ်ပစ္စည်းမှန်ဈေးမှန်နဲ့ဝယ်ယူရရှိနိုင်တဲ့အကူအညီတွေရနိုင်တယ်ဘေးထွက်ဆိုးကျိုးတွေကိုကာကွယ်နိုင်တယ်ဖြည့်တတ်တဲ့အတွက်ပွင့်လင်းမှုရှိတယ်လို့အမှတ်ပေးခြင်းကိုရရှိစေတယ်လူချစ်လူခင်ပေါ်တယ်ကျေးဇူးတင်သူများတယ်အကူအညီရရှိမှုများတယ်ပစ္စည်းရောင်းဝယ်မယ်ဆိုရင်တော့တန်ရာတန်ချွေးရတဲ့လူဘဝလူလောကမှာကိုယ့်ရဲ့လူတန်မှုကိုပြဆိုပြီးသားဖြစ်တယ်အမုန်းတရားနဲ့အကာတာလူငယ်တွေကိုလမ်းကြောင်းရေးချယ်ပြီးတဲ့အခါလူကြီးတွေကရေရှည်ကြည်တတ်မြင်တတ်ဖို့လိုတယ်အလူတပြည့်အမုန်းတရားနဲ့အကာတာတွေကိုရှောင်ဖို့လိုတယ်ချီးပွားချမ်းသာဖို့ပညာပြေဝဖို့ပတ်ဝန်းကျင်အကူအညီရရှိဖို့လမ်းကောင်းလမ်းမှန်ကိုထာဝရရှောင်လန်းနိုင်ဖို့အတွက်ဆိုရင်အမုန်းတရားနဲ့အကာတာတွေကိုရှောင်ရပါမယ်လူကြီးတွေကိုယ်တိုင်ကအမုန်းပွားစရာအကာရထားစရာတွေကိုလူငယ်တွေရဲ့ခံစားမှုတွေထည့်ပေးနေတတ်ကြတယ်မမကန်ပြောဆိုတဲ့အခါမမျှမတလှုပ်ဆောင်တဲ့အခါခရသူတွေအနေနဲ့အမုန်းပွားတယ်ကိုကနေပါတဲ့အချိန်မို့တာကိုကအမြင့်ကိုရောက်တဲ့အချိန်ဆိုရင်လက်ထုတ်ပြန်မယ်ဆိုတာမှတ်ထားတတ်ကြတယ်ဒါဟာပူလောင်မှုကိုစဉ်ဆက်မပြတ်တွေးနေတာမို့အတွေးကပူတော့စိတ်ကပူတယ်စိတ်ကပူတော့ဘဝပူလောင်မှုတွေနဲ့ပဲအသက်ရှင်နေရသလိုဖြစ်နေတယ်မအေးတဲ့အတွက်မငြိမ်းချမ်းတဲ့အတွက်စီးပွားရေးလှုပ်ဆောင်ရမှာလေဖြောင်းဖြောင်းတန်တန်မလုံနိုင်တော့ဘူးအမှန်တကယ်ဆိုရင်လူဘဝကိုရရှိခြင်းဟာဘာအတွက်လဲလို့တော့မသိတတ်ပဲတတိလလို့ဖြစ်နေတတ်တာမျိုးရှိပါတယ်ဒီလိုအကြောင်းတရားတွေကိုလူကြီးတွေကလူငယ်တွေကိုလက်ဆင့်ကမ်းတဲ့အခါလူငယ်တွေကလူကြီးတွေဖြစ်လာတဲ့အချိန်နှောင်လာတဲ့လူငယ်တွေကိုလက်ဆင့်ကမ်းနေ
ဒါနဲ့ပဲကြီးလည်းမကြည့်ဘောပညာလည်းမတတ်ပဲနှိမ့်ကြတဲ့လူနေမှုစနစ်ကိုရရှိနေကြတယ်လူကြီးတွေကလူငယ်တွေကိုအမုန်းမပွားဖို့သင်ပေးရမှာအာဃာတမထားဖို့လက်တော့မပြန်ဖို့သင်ပေးရမှာအခုဟာကပြောင်းပြန်ဖြစ်နေတယ်မိဘတွေကသားသမီးတွေကိုကြောက်မှဆိုရင်လည်းအချင်းချင်းရန်ဖြစ်တဲ့အခါကိုသားသမီးကိုဥအောင်လုပ်ခဲ့နှောင်ဖြစ်လာတဲ့ပြဿနာကိုငါတို့လိုက်ရှင်မယ်မခံခဲ့ရစီနဲ့ခံခဲ့ရရင်အိမ်ရောက်တဲ့အခါအင်္ဂလူကြီးတွေကထက်လုပ်ခံရမယ်ဆိုတာမျိုးကိုသင်ပေးတယ်ရမဖြစ်နဲ့တဲ့ခွင်ခွင်နေကိုကိုမခံချင်အောင်စရင်လည်းတီးခံတာကနိုင်တာလက်ထုတ်ပြန်တာကရှုံးတာစသဖြင့်ချိုးတင်ပြီးညီညွတ်မြတ်တာမှုအတွေ့ကိုတင်ပေးတဲ့မိဘကရှာတယ်သူတို့ကိုယ်တိုင်ကလည်းသူတို့မိဘတွေစီကဒီနီလန်းတွေပဲကြားခဲ့ရတာလေရေတိုးပဲကြည့်တတ်ကြတာလူဆိုတာဒီနေရာဒီတစ်ဖြတ်ပြီးနဲ့ပြီးသွားတာမှမဟုတ်ပဲရေရှိကြည့်တတ်တဲ့နီကိုတင်ပေးရမှာအမွန်တရားကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ပြဿနာတွေကျင်းနိုင်ခြေရှိတာတွေကိုလူငယ်တွေကြဲကြံ့သိဖို့အတွက်မျှဝေရမယ်ဥပမာဂျပန်လူမျိုးတွေဟာသူတို့ရဲ့တာသမီမျိုးမြစ်တွေကိုဖက်စစ်ဝါဒရဲ့မကောင်းကြောင်ကိုစစ်စစ်ငန်းငါပြောပြထားတဲ့အတွက်ဂျပန်တွေကိုတချို့လူတွေကမုန်းနေဒါဟာဖက်စစ်ဝါဒကြောင့်မုန်းတာဖက်စစ်ဝါဒနဲ့ဘိုးဘွားတွေကကျွံပြုတ်ခဲ့လို့မုန်းတာလူမုန်းများရင်ငါတို့ကြီးပွားချမ်းသာဖို့မဖြစ်နိုင်ဘူးပညာတတ်ဖို့မဖြစ်နိုင်ဘူးလူမုန်းများတဲ့ဘေဝါဒမှမသုံးဘူးဆိုတာမျိုးကိုလူကြီးတွေကလူငယ်တွေသိဖို့လက်ဆင့်ကမ်းရမှာပါအချက်အလက်လျှော့ချပါလူကြီးတွေဟာလူငယ်တွေပေါ်မှာစေတနာနဲ့လှုပ်ဆောင်နေဆိုရင်တော့အချက်လက်တွေများနေတတ်ပါတယ်လူငယ်တွေဟာသူတို့တစ်လျှောက်လုံးပေါ့ပနေလာခဲ့ရတာအချက်လက်အများကြီးလဲတွေ့ရချက်ချင်းတုံဆိုင်ပြီးလေးလံသွားတဲ့သားပါပဲအလုတ်ကဖြစ်ဘာမှမလုပ်ရသေးဘူးစိတ်ကပင်ပန်းနေပြီသူတို့အတွက်ဝင်ထုတ်ဝင်ပို့ကြီးဖြစ်နေပြီဒီတော့အချက်လက်များကြီးဆိုရင်လူငယ်တွေကရှောင်သွားတတ်တယ်ငင်းဆန်တတ်တယ်ပုံသင်နည်းမဟုတ်ပေမဲ့အချက်လက်နေတာကလူငယ်တွေနဲ့သိရောမှုရှိတယ်အချက်လက်နေရမယ်ဆိုတာကဒီပြိုင်လေးကိုပြောချင်တာဖြစ်တယ်ဘွားတစ်လျှောက်လုံးရှင်သန်ဖို့အတွက်အချက်လက်နည်းနည်းလေးနဲ့ဖြတ်တန်းလို့မရပါဘူးအချိန်ခါနဲ့နေရာဒေသလိုက်ကောင်းမွန်တင်ရတဲ့အချက်လက်တွေကိုချပေးရပါမယ်ဥပမာစာအုပ်စင်ကိုလက်ညှိုးထိုးပြပြီးဒီစာအုပ်စင်ကစာအုပ်တွေကိုအကုန်ဖတ်လို့ပြောရင်လူငယ်တွေကဖတ်ချင်မှမဟုတ်ပါဘူးဒီစာအုပ်တေးသေးလေးကိုဖတ်ကြည့်စမ်းသားတို့နဲ့လိုက်ဖတ်တယ်သမီးတို့နဲ့လိုက်ဖတ်တယ်ဆိုတာမျိုးနဲ့စတင်တင်ပါတယ်ငဲတဲ့အတွက်ပြီးရောတာဝန်ချေသဘောလေးလောက်ဆောင်နေဆိုရင်တော့မြန်ပြီးမြောက်တဲ့အတွက်နောက်ထပ်ချပေးဖို့ညံလာပါတယ်လူငယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုသိရှိဖို့အတွက်လေ့လာဖို့လူကြီးတွေမှာတာဝန်ရှိပါတယ်လူငယ်တွေနဲ့ဆက်ဆံရေးလူငယ်တွေရဲ့ကျန်းမာရေးလူငယ်တွေရဲ့ဘဝနဲ့သက်ဆိုင်တဲ့စာအုပ်တွေကိုဖတ်ဖို့လဲလိုပါတယ်ဒီစာအုပ်တွေကအချက်လက်တွေကိုတိတိကျကျလှုပ်ဆောင်စရာတော့မလိုပါဘူးကိုယ့်ဘက်ဝင်ကျင်ကလူငယ်တွေရဲ့စိတ်ရိုက်နဲ့တိုက်ညီတဲ့အချက်လက်တွေကိုပဲရှုသင့်ပါတယ်စာပတ်တဲ့ဆိုတာကပုံတင်နည်းကိုမသုံးချင်လို့ပါစင်ပွားအတွေ့တွေချဲတွင်းအတွေ့တွေနဲ့ကိုယ့်ရဲ့အတွေ့တွေကိုအထောက်အကူပြုတဲ့သဘောမျိုးပါလူငယ်တွေကိုစိုးဆုံးမတဲ့အခါမှာပဲဖြစ်ဖြစ်သင်ကြားတဲ့အခါမှာလည်းဖြစ်ဖြစ်အချက်လက်အများကြီးနဲ့လောဘကြီးပြီးချပေးလို့မရပါဘူးအချက်လက်ပြတ်တော့သွားရင်အခြားဘက်ကိုရောက်သွားတတ်ပါတယ်အချက်လက်ကိုရှော့ချရမှာလေလူလားအပ်တဲ့အပိုင်းတွေကိုပဲရှော့ချရမှာဖြစ်ပါတယ်လိုအပ်တဲ့အချက်လက်တွေကိုရှော့ချမိတဲ့အထက်ပါသွားရင်လူငယ်တွေရဲ့စိတ်ကအခြားဘက်ကိုရိုင်သွားတတ်ပါတယ်အကြအလန့်မရှိအောင်စနစ်တကျစီစဉ်သင့်ပါတယ်လူငယ်တွေဟာအချက်လက်နဲ့ကင်းလွတ်နေပြီဆိုရင်စကားမပြောတာနဲ့သိတာပါတယ်ဘလို့ကိစ္စကိုမစိုးအပေါ်ယံတာဆက်ပြီးပြောနေတာကိုသိတာပါတယ်ဒါကိုတချို့လူကြီးတွေကလူငယ်တွေရဲ့စရိုက်လက္ခဏာပါလူငယ်တဘာဝလို့ကောက်ချက်ချပါတယ်အမှန်ကအချက်လက်တွေနဲ့လွတ်နေတာပါချွေတာပြီးသုံးတဲ့နေရာကိုချွေတာပြီးသုံးဆွဲရင်ငွေကြေးတောင်ကြသုံးလို့ရပါတယ်လူငယ်တွေနဲ့အချက်လက်ဟာများလို့မရတယ်လို့လွတ်နေလို့လည်းမရပါဘူးစနစ်တကျသုံးဆွဲခြင်းဖြင့်အချက်လက်ကြောင့်လူငယ်ဘဝဖွံ့ဖြိုးတိုးတက်စေပါတယ်နည်းနည်းလေးဖတ်ပြပေးတယ်
လူကြီးလူငယ်နဲ့ခင်မြင်ခေတွေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းခွန်ကိုဒီမှာပဲခဏခဏရနာခွင့်ပြုပါရှင်နန်းနန်းလေးဖတ်ပြပေးတာကိုအချိန်ပေးနားဆင်ပေးပါတော့ချစ်တော်လေးတို့ရဲ့WWအကြည့်ပါနော်နန်းနန်းလေးတို့ရဲ့ Clicker Unified YouTube Channel လေးကိုလည်း Like and Subscribe လေးနဲ့ဝင်ရပေးကြပါအောင်ချစ်တော်လေးတို့ရဲ့စိတ်ညစ်စရာစိတ်ပြစရာအားငယ်စရာနာကျင်စရာတွေကိုချစ်တော်လေးတို့နဲ့တူနန်းနန်းလေးကအတူတူရင်ဆိုင်ကြောဖက်ပေးမှာမို့အရရအားတင်ထားကြမယ်နော် Fighting